ကောင်းမလေးနှစ်ယောက်ရှိတယ်ကျွန်တော်သိဆိုပါတယ်ဂီတာဘတ်တစ်ခုမှတွေ့တယ်ခင်မမင်းမဘာညာဒီလိုနဲ့သိခဲ့ပြီးတော့ထိုးနောက်မှာလူကိုခေါ်တယ်ဒီလိုမျိုးမိတဲ့မိုက်တယ်နီညိုကိုဟိုဒီတွေ့ရှောင်းလဲကြတယ်ပြောရွှင်ခြင်းများရဲ့အထိပ်ပဲပြီးတော့ခုတော့ပြောရခက်တယ်နော်အရေးတကယ်ဆိုပြီးပြောလိုက်ချင်တဲ့စကားလေးများစွာအသေးမှာဘသူကိုရည်စူးပြောရမယ်တွေ့လေတကယ်ဆွေးလေနီညိုခေါ်တဲ့ကောင်းမလေးနှစ်ယောက်ရှိတယ်ကျွန်တော်သိဆိုပါတယ်ဂီတာဘတ်တစ်ခုမှတွေ့တယ်ခင်မမင်းမဘာညာဒီလိုနဲ့သိခဲ့ပြီးတော့ထိုးနောက်မှာနီညိုခေါ်တဲ့ကောင်းမလေးနှစ်ယောက်ရှိတယ်ကျွန်တော်သိဆိုပါတယ်ဂီတာဘတ်တစ်ခုမှတွေ့တယ်ခင်မမင်းမဘာညာဒီလိုနဲ့သိခဲ့ပြီးတော့ထိုးနောက်မှာလူကိုခေါ်တဲ့ဒီလိုမျိုးမိတဲ့မိုက်တဲ့နီညိုကိုဟိုဒီတွေ့ရှောင်းလဲကြတယ်ပြောရွှင်ခြင်းများရဲ့အထိပ်ပဲပြီးတော့ခုတော့ပြောရခက်တယ်နော်အရေးတကယ်ဆုံးပြီးပြောလိုက်ချင်တဲ့စကားလေးများစွာအသေးမှာဘသူကိုရည်စူးပြောရမယ်တွေ့လေတကယ်ဆွေးလေနီညိုခေါ်တဲ့ကောင်းမလေးနှစ်ယောက်ရှိတယ်ကျွန်တော်သိဆိုပါတယ်ဂီတာဘတ်တစ်ခုမှတွေ့တယ်ခင်မမင်းမဘာညာဒီလိုနဲ့သိခဲ့ပြီးတော့ထိုးနောက်မှာထိုးနောက်မှာ